မင်းကလေးငယ်လေးတယောက်ရဲ့စိတ်ထဲကခံစားချက်တွေမှာမတူညီတဲ့စွမ်းရည်တွေရှိပြီးသူ့ရဲ့စိတ်ကိုပျက်စီးခြင်းကနေကယ်တင်ဖို့တိုက်ထုတ်ရတာဖြစ်ပါတယ်။ဒီနေ့မှာတော့2015ခုနှစ်ကထွက်ရှိခဲ့တဲ့ Inside Out ရုပ်ရှင်ရဲ့ဇာတ်လမ်းကိုပြန်လည်ပြောပြပြီးသွားမှာပါ။ကလေးငယ်လေးရဲ့စိတ်ထဲမှာတော့နတ်သမီးလေးလိုမင်းကလေးတယောက်ဟာသူ့ရှိကကွန်ပျူတာစနစ်ကိုကြည့်နေပါတယ်။သူကခလုတ်တစ်ခုကိုထိလိုက်ပြီးကလေးငယ်လေးကိုပြုံးအောင်လုပ်ပါတယ်။ရုတ်တရက်အလင်းလုံးလေးတစ်လုံးဟာဖန်သားပြင်ကနေထွက်လာပြီးတော့နတ်သမီးလေးကစနစ်ကိုထိန်းချုပ်လိုက်တဲ့အခါကလေးငယ်လေးကပိုပြီးရေမောလာပါတယ်။အဲ့နောက် Sadness လို့ခေါ်တဲ့အပြာရောင်မင်းကလေးတယောက်ရောက်လာပြီးတော့ကလေးကိုဝမ်းနည်းအောင်လုပ်ခဲ့ပါတယ်။အဲ့ဒီနေရာကတော့ Riley Anderson ရဲ့စိတ်တစ်ပိုင်းဖြစ်ပြီးနတ်သမီးလေးကတော့ Joy ပဲဖြစ်ပါတယ်။သူကမင်းကလေးရဲ့ခံစားချက်တွေကိုထိန်းချုပ်ပြီးတဲ့ခံစားချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ကလေးငယ်လေးကြီးပြင်းလာတဲ့အခါမှာတော့ထိန်းချုပ်မှုတွေကိုပုံမကောင်းမွန်အောင်ပြုလုပ်ခဲ့ပြီးကြောက်ရွံ့မှုကပေါ်လာပါတော့တယ်။ထိန်းချုပ်မှုကိုကူညီပေးပြီးကလေးမလေးကိုအန်ဒီရဲ့ရှိတဲ့အခြေအနေတွေနဲ့ထိခိုက်ဒဏ်ရာရတာတွေကနေကာကွယ်ပေးခဲ့ပါတယ်။ Riley စားဖို့ကြိုးစားတဲ့အခါဆက်ဆုပ်ချင်းကပေါ်လာပြီးကလေးကိုပန်းကော်ဖီစိမ်းစားခွင့်မပြုခဲ့လို့ဖခင်မျက်နှာကိုအစားအစာတွေပစ်ပေါက်ခဲ့ပါတယ်။ဒေါသလို့ခေါ်တဲ့စိတ်ခံစားမှုကထိန်းချုပ်လိုက်ပြီးကလေးမလေးကအချိုပွဲကုံတော့မယ်ဆိုတာသိလိုက်ရပြီးနောက်ဒေါသထွက်ပြီးရန်ဖြစ်ခဲ့ပါတယ်။တစ်ဖက်မှာတော့ကလေးမလေးရဲ့ဖခင် Bill Anderson ကသမီးဖြစ်သူကိုစိတ်အေးအေးထားပြီးဟင်းသီးရွက်စားဖို့လေရင်စွန်းကိုအသုံးပြုခဲ့ပါတယ်။ Riley မှာပျော်စရာမှတ်ဉာဏ်များစွာရှိပြီးအကောင်းဆုံးတစ်ခုကတော့သူမရဲ့ပထမဆုံးရီခဲဟော့ကီဂိုးကိုသွင်းယူခဲ့ခြင်းပါပဲ။ကလေးမလေးရဲ့စိတ်ထဲမှာတော့မှတ်ဉာဏ်တစ်ခုစီကနေသူမရဲ့ကိုရီကိုသွေးရဲ့ကန်တာတစ်တစ်ခုကိုဖန်တီးနိုင်တာကြောင့်ဟော့ကီကျွန်းယူသွမှုချစ်ကြည်ရင်းနှီးမှုရိုးသားမှုနဲ့မိသားစုတို့ကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ Riley မှာလှပတဲ့အိမ်နဲ့တငယ်ချင်းများစွာရှိပေမဲ့မိဘတွေက San Francisco မြို့ကအိမ်အစ်စ်ကိုပြောင်းရွှေ့တဲ့အခါအရာအလုံးကိုထားခဲ့ရပါတယ်။အဲ့ဒီနောက်ကောင်မလေးဟာသူ့ရဲ့အိမ်အစ်စ်ကိုပထမဆုံးအကြိမ်မြင်တွေ့ရတဲ့အခါစိတ်ပြက်ခဲ့ရပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနေရာကကြောက်စရာကောင်းနေပြီးတေဆုံးနေတဲ့တရိษံတွေတောင်ရှိနေလို့ပါပဲ။အဲ့ဒီနောက်မှာတော့ခန်းစားချက်အားလုံးကတစ်ချိန်တည်းမှာပဲလွှမ်းမိုးလာကြပြီး Joy ကထိန်းချုပ်ခန်းကိုလွှမ်းမိုးဖို့ကြိုးစားခဲ့ပါတယ်။ဒါကြောင့် Riley ကသူ့အခန်းကိုနေရာချထားဖို့အတွက်ပြောင်းရွှေ့တဲ့ track ကားကိုရှာဖို့စိတ်ကူးရခဲ့ပါတယ်။သူကမိဘရီစီကိုအရန်စိတ်လှုပ်ရှားစွာနဲ့တွားခဲ့ပြီးမြဲကားကတော့ရောက်မလာသေးပါဘူး။တိုးတော်လေသူကပျော်ရွှင်နေစေဖြစ်ပြီးသူ့ရဲ့တုတ်နဲ့စက်ကူနဲ့ပြုလုပ်ထားတဲ့ဟော်ကီပုတ်ကိုအသုံးပြုပြီးယာယီရီခဲဟော်ကီပွဲကိုစတင်ခဲ့ပါတယ်။ Anderson ဆိုတဲ့ကောင်မလေးကသူ့ရဲ့ဖခင်ကိုကျွမ်းကျင်စွာနဲ့ dribble လုပ်ခဲ့ပြီးနောက်တော့သူ့ရဲ့မိခင်ကလည်းပါဝင်လာခဲ့ပါတယ်။ဒါပေမဲ့ဖုန်းလာတဲ့အခါမှာတော့သူတို့မိသားစုရဲ့ကစားပွဲကရပ်တန့်သွားခဲ့ရပါတယ်။ဖုန်းခေါ်ပြီးအိမ်ကနေထွက်သွားပါတယ်။အဲ့ဒီအချိန်မှာ Joy ကကောင်မလေးကိုပီဇာစားဖို့စီကူးတစ်ခုရသွားခဲ့ပါတယ်။အနည်းဆုံးပီဇာဆိုင်ကိုရောက်တဲ့အခါ Riley ကသူ့အမုန်းဆုံးအစားအစာဖြစ်တဲ့ပန်းကော်ဖီစိမ်းအစားထုတ်ပဲရှိတယ်ဆိုတာကိုသိလိုက်ရပါတယ်။စိတ်ခံစားမှုတွေကပျော်ရွှင်စရာမိသားစုခရီးစဉ်တစ်ခုရဲ့အမှတ်တရကိုထားတဲ့အခါဝမ်းနည်းမှုကအမှတ်တရကိုထိပြီးဝမ်းနည်းစေပါတယ်။အဲ့ဒီနောက်သူတို့ကအမှတ်တရကိုမဂါရထားလမ်းပေါ်တင်လိုက်ပြီးကောင်မလေးကပြန်ပြီးဝမ်းနည်းသွားပါတယ်။အဲ့ဒီနောက် Joy ကဝမ်းနည်းမှုကအမှတ်တရကိုထပ်ထိပြီးအမှတ်တရကိုမြေပြင်ပေါ်ပြုတ်ကျအောင်လုပ်လိုက်ရဆိုတာကိုသိလိုက်ရပါတယ်။ Little Fairy က Riley ကိုစိတ်ကောင်းဝင်အောင်လုပ်နိုင်ဖို့အတွက်သူမရဲ့တငယ်ချင်းကိုဖတ်ဖို့စာအုပ်အချို့ပြီးအာယုံပြောင်းဖို့ကြိုးစားခဲ့ပါတယ်။တခြားစိတ်ခံစားမှုတွေကအချိန်ကြီးဘလို့ဖြစ်နေတယ်ဆိုတာနဲ့ပတ်သက်ပြီးညှဉ်းညူနေချိန်မှာ Joy ကထိန်းချုပ်ခံမှာအလုပ်လုပ်ဖို့လူတိုင်းကိုလှုံ့ဆော်ဖို့ကြိုးစားခဲ့ပါတယ်။ကောင်မလေးရဲ့အမိကဝမ်းနည်းစရာသတင်းကိုယူဆောင်လာခဲ့ပါတယ်။ Perry ဘောကတင်ကားကြီးရောက်လာဖို့ရက်အနည်းငယ်ထပ်ကြအောင်မလို့သူကပြောပါတယ်။ဒီအခြေအနေကိုရင်ဆိုင်ရတဲ့အခါ Riley ကဒေါသနဲ့ကြောက်ရွံ့မှုတွေနဲ့တုံ့ပြန်ဖို့ပြင်ဆင်နေပါတယ်။ဒါပေမဲ့သူ့သမီးလေးရဲ့အပြုံးကသာသူတို့ကိုခွန်အားဖြစ်စေတယ်လို့အဲ့ဒီအမျိုးသမီးကပြောခဲ့ပါတယ်။ဒါကြောင့် Joy ကထိန်းချုပ်မှုတွေကိုဝင်ရောက်ဆွတ်ဖက်ပြီးကောင်မလေးကပြုံးလိုက်ပါတယ်။နောက်ပိုင်းမှာတော့စိတ်ခံစားမှုအားလုံးကိုငငယ်လေးကလေးကဒန်တာကြီးပုံမြင်လေးတွေကြည့်ရှုခဲ့တဲ့ Anderson ရဲ့အိမ်မက်တွေထဲမှာထည့်သွင်းထားခဲ့ပါတယ်။အိမ်မက်ထဲမှာကောင်မလေးကတရေတွေပြည့်နေတဲ့သူ့အိမ်အစ်စ်ကိုရောက်ရှိလာပြီး broccoli pizza ကိုကန်းလန်းနဲ့ကြွက်တကောင်နဲ့ဝုန်းဝုန်းတကောင်ကသူ့ကိုနှုတ်ဆက်ကြပါတယ်။ဒါဟာကြောက်မက်ဖွယ်ရာအိမ်မက်တစ်ခုဖြစ်မှန်သူကသဘောပေါက်သွားပါတယ်။ Joy ကဝင်ရောက်ဆွတ်ဖက်ပြီး Anderson မိသားစုရီခဲပြင်စကိတ်စီးနေတဲ့ပျော်ရွှင်စရာမှတ်ဉာဏ်တစ်ခုကိုဖန်တီးခဲ့ပါတယ်။နောက်တနေ့မှာတော့ Riley ရဲ့ကျောင်းစားတက်တဲ့နေ့ဖြစ်လို့စိတ်ခံစားမှုအားလုံးကပြင်းပြနေခဲ့ပါတယ်။ဒေါသတရားတွေနဲ့အတွေးတွေထွက်ပေါ်လာပြီးကောင်းတဲ့အတွေးတွေကိုပဲယူဆောင်သွားဖို့ပြင်ဆင်နေခဲ့ပါတယ်။ဝမ်းနည်းမှုကအခြားမှတ်ဉာဏ်တွေကိုနောက်ဆက်မှာမဟုတ်တာမို့ထွက်ခွာလို့မရတဲ့စက်ဝိုင်းတစ်ခုထဲမှာထားခဲ့ပါတယ်။တနေ့တာလုံးမှာဖြစ်ပေါ်လာနိုင်တဲ့အရာအားလုံးကိုစည်ရင်းပြုစုပြီးတဲ့နောက်ကြောက်ရွံ့မှုကအဲ့ဒီထဲကတစ်ခုတော့ဖြစ်လာတော့မယ်ဆိုတာကိုသဘောပေါက်လိုက်ပါတယ်။ကျောင်းမှာဆိုရင်တော့ Riley ကိုဆရာမကမိတ်ဆက်ပေးခဲ့ပြီးကျောင်းသူအသစ်ဖြစ်တဲ့အတွက်အတန်းထဲမှာစကားပြောဖို့အတွက်သူ့ကိုအတင်းကျပ်ခိုင်းခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကမီနီဆိုတာမှာနေထိုင်ရတာဘလောက်ကောင်းကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့ဒီမှာဆိုရင်တော့သူ့ရဲ့မိသားစုကစနေတနင်္ဂနွေတိုင်းရေခဲဟော်ကီကစားကြပြီးပျော်ရွှင်ခဲ့ကြတာကို San Francisco ကိုပြောင်းရွှေ့လာတဲ့အထိပါပဲ။အဲ့ဒီအချိန်မှာတော့ကောင်မလေးကဝမ်းနည်းလာပြီးဝမ်းနည်းမှုကနောက်ထပ်မှတ်ဉာဏ်တစ်ခုကိုထိတွေးလိုက်တာကိုစိတ်ခံစားမှုအားလုံးကသဘောပေါက်သွားခဲ့ပါတယ်။မှတ်ဉာဏ်ကိုနေရာကနေဖေရှားပစ်ဖို့ကြိုးစားတဲ့အခါမှာတော့အပြာရောင်မိန်းကလေးကစိတ်ထင်းချုပ်ရည်ပြားကိုပြောင်းလဲလိုက်တာကြောင့် Riley ကငိုခဲ့ပါတယ်။အဲ့ဒါကအခြေခံမှတ်ဉာဏ်တစ်ခုပါ။အရေးကြီးဆုံးတွေကတစ်ခုဖြစ်တဲ့အပြာရောင်မှတ်ဉာဏ်ဟာဝမ်းနည်းခြင်းကိုပြသနေခဲ့ပါတယ်။ဝမ်းနည်းခြင်းကိုပြသနေခဲ့တဲ့ဒီမှတ်ဉာဏ်ကိုပြင်ဖို့ပျော်ရွှင်ခြင်းကကြိုးစားခဲ့ပါတယ်။ဒါပေမဲ့မှတ်ဉာဏ်ဘောလုံးတွေအများကြီးပြုတ်ကျပြီးကျူးတွေဟာသူ့ရဲ့စိတ်ထဲကနေရုတ်တရက်အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဝမ်းနည်းခြင်းကနောက်ထပ်မှတ်ဉာဏ်တစ်ခုကိုထိလိုက်တဲ့အခါပန်းပွင့်လေးကစုပ်ယူသွားခဲ့ပါတယ်
သူတို့နှစ်ယောက်လုံးမှတ်ဉာဏ်တွေကိုပြန်ရအောင်ကြိုးစားခဲ့ကြပေမဲ့မအောင်မြင်ခဲ့ပါဘူးထိန်းချုပ်ခန်းထဲကနေပိုက်လိုင်းထဲကိုဆွဲခေါ်ခံလိုက်ရပါတယ်သူတို့နှစ်ယောက်ဟာပိုက်လိုင်းထဲကနေအရှိန်အဟုန်နဲ့သွားပြီးကြီးမားတဲ့ဇင်း ထိန်းချုပ်ရေးခန်းထဲမှာအနီရောင်သတိပေးချက်ထွက်ပေါ်လာပြီးရိုင်လီကအရန်တော်သက်ထွက်နေတဲ့အတွက်သူ့ဖေကအခန်းထဲကိုသွားခိုင်းလိုက်ပါတယ်တစ်ချိန်တည်းမှာပဲ Joy နဲ့ Sadness တို့ကကျင်းမြောင်းတဲ့တရားပေါ်ကနေ6ကန်းပါးကိုဖျက်ကျော်ရမှာဖြစ်ပါတယ်သူတို့ပြုတ်ကြလို့မဖြစ်ပါဘူးဘာလို့လဲဆိုတော့သူတို့အပြီးအပိုင်မေ့ပြောက်ခံရမှာဖြစ်လို့ပါပဲဒီကသူ့သမီးခန်းကိုသွားပြီးနောက်ပြောင်ဖို့စ조사ပြီးမဲ့ကောင်မလေးကဂယူးမဆိုင်ပါဘူးသူ့စိတ်ထဲမှာတော့ဘူးပေါ်ကျုံးကတုံခါလာပါတယ်အနီးနားမှာရှိတဲ့နဲ့သမီးလေးတွေက Sadness ကအပြက်စီးတွေနဲ့အတူပြုတ်ကြတာကိုရှောင်ရှားဖို့ယူးမူပြေးကြပါတယ်စီကျုံးကကန်းပါပေါ်ကနေပြိုကျသွားပြီးဘာမှမကြံတော့ပါဘူး Joy ကလမ်းရှာဖို့ဆုံးဖြတ်လိုက်ပေမဲ့သူ့သူငယ်ချင်းကတော့သူလမ်းပြောင်းနိုင်တယ်လို့ပြောပါတယ်ဘာလို့လဲဆိုတော့ရေရှည်မဲ့ကြံတွေကကြီးမားတဲ့စင်တွေကိုနေရာယူထားပြီးဘယ်သူမှအစွန်ဖျားကိုမမြင်နိုင်လောက်အောင်ကြီးမားတဲ့ဝင်ကဘာတွေကိုဖြစ်ပေါ်စေလို့ပါပဲဝမ်းနေချင်းကဒီချက်အလက်ကိုလက်ဆွဲစာအုပ်တွေကနေရခဲ့တာမို့ထိန်းချုပ်ခန်းကိုပြန်သွားရမယ့်လမ်းကိုသူသိပါတယ်ဒါပေမဲ့လမ်းတစ်လျှောက်ဆက်လျှောက်ဖို့သူကအရန်ဝမ်းနေနေတာကြောင့်နတ်သမီးလေးကသူ့ကိုဆန္ဒမရှိဘဲဆွဲခေါ်သွားခဲ့ပါတယ်လမ်းတစ်လျှောက်မှာအရေးမကြီးတဲ့အမတ်တရားတွေကိုစူဆောင်းနေတဲ့တတုလုပ်သားတွေနဲ့သူတို့နှစ်ယောက်တွေ့ဆုံခဲ့ပါတယ်မဲမွန်းရရေခဲဟော်ကီအတင်းကိုကောင်မလေးတစ်တယောက်ဝင်လာတာကြောင့်ရဲကွန်ကသူ့သူငယ်ချင်းကိုမနာလိုဖြစ်နေပါတယ်ဒါအပြင်ကောင်မလေးတစ်ကကောင်းကောင်းကစားနိုင်ပါတယ်ဒီသတင်းကိုငွားချိုရင်းဗလေးကြပြီးတဲ့နောက်သူ့စိတ်ထဲမှာရှိတဲ့ချစ်ကြည်ရေးကျွန်းကြီးကပြိုလဲသွားခဲ့ပါတယ်အဲ့ဒီနောက်ဝမ်းသာချင်းကဘိုင်းအောင်စင်တကောင်နဲ့တွေ့ဆုံခဲ့ပြီးသူကအမတ်တရမျိုးမျိုးကိုအိတ်တလုံးနဲ့ထည့်ထားပါတယ်သူ့ကိုစကားပြောဖို့စ조사တဲ့အချိန်မှာအဲ့ဒီဒီရစ်ဆန်ကစင်ကြံလေကားတွေရဲ့ဝင်ကပါတယ်ကိုပြေးသွားခဲ့ပါတယ်သူကအမတ်တရစင်တွေနောက်မှာပုံဖို့စ조사ခဲ့ရင်မဲ့နတ်သမီးလေးကသူ့ကိုရှာတွေ့ခဲ့ပါတယ်ဒီထူးဆန်းတဲ့တတဝါရဲ့နာမည်ကတေဟယပုံဟဲဖြစ်ပြီးသူကညဲကိုရဲ့စိတ်ကူးတဲ့ကအဲ့ဒီစင်ကထင်းချုပ်ခန်းကိုအမြင်သွားနိုင်တဲ့လမ်းဖြတ်တစ်ခုတည်တယ်လို့ပြောပြီးတော့စိတ်လှရှားနေတဲ့သူနှစ်ဦးကိုလမ်းပြပေးခဲ့ပါတယ်ဗျာတကယ်တော့သူဟာမတတ်မတ်ရသေးတဲ့တတဝါတစ်ကောင်ဖြစ်ပြီးသူ့ရဲ့ခန္ဓာကိုယ်မှာလင်းပိုင်စင်ကြောင်မီးစတာတွေရဲ့အစိတ်ပိုင်းတွေပါဝင်နေပြီးကြားလုံးကြည်မြင်နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်လင်းပေါင်းကရိုင်လီကသူ့ကိုအချိန်တော်ကြာအောင်တတိမရတော့ဘူးလို့ပြောတဲ့အခါ Joy ကထိန်းချုပ်ခန်းကိုပြန်ရောက်တာနဲ့သူ့ကိုမှတ်ကြံတစ်ခုနဲ့ပြန်သုံးမယ်လို့ပြောခဲ့ပါတယ်ဗျာဒီတတဝါကစိတ်လှရှားပြီးငိုကြွေးရော်အားပေါ့ဗျာသူ့ရဲ့မျက်လုံးတွေကနေကြားလုံးတွေကမျက်ရည်တွေလိုကြွေကြလာခဲ့ပါတယ်မကြခင်မှာပဲအဲ့ဒီစင်ကစိတ်ကူးရထားတစ်စီးကိုရှာဖွေဖို့အတွက်လမ်းဖြတ်တစ်ခုကိုသူတည်တယ်လို့ပြောခဲ့ပေမဲ့ဝမ်းနေမှုကတော့အဲ့ဒါဟာအရန်အနေရများတဲ့လမ်းကြောင်းတစ်ခုလို့ယုံကြည်နေခဲ့ပါတယ်ဗျာရိုင်လီကကျောင်းမှာနေလေစာကိုတယောက်တည်းစားနေပြီးသူ့ရဲ့စိတ်ထဲမှာတော့အလုသမားတွေကချို့ဝက်လန်းရဲ့တကားကိုပိတ်လိုက်ကြပါတယ်အဲ့ဒီနောက်လမ်းဖြတ်ထဲမှာရှိတဲ့အရာအလုံးကပုံသဏ္ဍာန်မရှာပြီးတော့အောင်ဖြစ်လာပါတော့တယ်ဗျာဒါနဲ့မိန်းကလေးတွေပေါ်ဘုံကြတော့သူတို့ကကြီးမေဒီပုံစံတွေဖြစ်သွားကြပြီးသူတို့ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကအယုတ်တွေလိုပဲပြုတ်ထွက်ကုန်ကြတယ်ဒါတောင်သူတို့ပြေးဖို့စ조사ကြတယ်ဒါပေမဲ့နေရာရဲ့မျက်နှာပြင်ကနှစ်ဖက်မြင်ဖြစ်သွားတယ်နောက်ဆုံးမှာအဖွဲကချို့ဝက်လန်းကနေထွက်လာနိုင်တဲ့အခါအတွေ့ရထားကြီးကထွက်ခွာသွားပြီးဖြစ်ပါတယ်ဒါပေမဲ့ရထားကြီးရက်မဲ့နောက်ထပ်ဘူရာတစ်ခုကျန်ပါသေးတယ်သူတို့စီးနှင်းဖို့အဖွဲကစိတ်ကူးရင်နိုင်ငံကိုအမြန်ဆုံးဖြစ်တန်းရမှာဖြစ်ပါတယ်အဲ့ဒီမှာပြင်သစ်အာလူးကြအော်ရီပြည်နေတဲ့တစ်တော်တစ်ခုတိမ်တွေတဲကဆူဖလားမျိုးတော်ရှိပြီးသူတို့ကအဲ့ဒီဆူဖလားတွေကိုလေရဲမှာပြန်ဝဲဖို့အသုံးပြုကြပါတယ်အဖွဲကချော်ရီမြစ်ကိုဖျက်ပြီးကပြားရဲတိုက်ကိုရောက်တဲ့အခါရိုင်လီရဲ့စိတ်ကူးရင်ရဲစားနဲ့တွေ့ဆုံကြပါတယ်ဒီတော်အတွင်းစံဖီယန်စစ်စာကိုမှာတော့လူငယ်အန်ဒါဆန်ကမြို့ရဲ့အတင်းနဲ့ရေခဲဟော်ကီကစားဖို့ပြင်ဆင်နေပါတယ်သူ့စိတ်ထဲမှာတော့စိတ်ခံစားမှုတွေကဟော်ကီကစားရမှာပြင်းထန်တဲ့အနေရရှိတယ်လို့ယုံကြည်နေကြပါတယ်ဒီလိုနဲ့ဖီယာကကောင်မလေးကိုအားပေးဖို့အတွက်အားကစားနဲ့ပတ်သက်တဲ့အမတ်ရစရာကောင်းတဲ့အမတ်တရတချို့ကိုပြန်တီးရစေပါတယ်ဂိမ်းပွဲအတွင်းမှာတော့မျိုးသမီးငယ်ဟာဟော်ကီဘက်ကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲလွဲချော်ခဲ့ပါတယ်ဒီလိုနဲ့ဟော်ကီကျွန်းဟာတဖြည်းဖြည်းနဲ့ပျက်စီးသွားပါတယ်ကောင်မလေးရဲ့မတိစိတ်ထဲမှာတော့သူမရဲ့အပေါင်းအသင်းတွေနဲ့အတူပျော်ရွှင်မှုတွေပြန်ရောက်လာဖို့စ조사ခဲ့ပြီးတပွန်းတုံးပြန်ပါဝင်အရာအလုံးကိုတတုလုပ်သားတွေကဖျက်ဆီးနေတာကိုသဘောပေါက်သွားခဲ့ပါတယ်ပုံဆက်တစီးကဒုံးပြန်တယ်အတူပစ္စည်းမျိုးမျိုးကိုအမိုက်ပုံစီတည်ဆောင်သွားခဲ့ပါတယ်စင်ကသူ့ရဲ့ပစ္စည်းတွေကိုပြန်လည်ယူဆောင်နိုင်ခြင်းမပြုမီမှာပဲအပျက်စီးတွေကို6ကန်းပါပေါ်ပစ်ချလိုက်ပါတယ်ဝမ်းနေမှုကတော့တိရစ္ဆာန်ရဲ့ဝမ်းနေမှုကိုတတိထားမိပြီးနှစ်သိမ့်ဖို့စ조사ခဲ့ပါတယ်ဒီလိုနဲ့သူကထပ်ပြီးဘူဒါယုံဘက်ကိုညွန်ပြခဲ့ပါတယ် Joy ကသူ့ကိုဘလို့ပျော်ရွှင်အောင်လုပ်ခဲ့လဲဆိုတာမမေးခင်မှာပဲသူတို့အဖွဲ့ဟာအတွေ့ရထားတစီးကိုတွေ့လိုက်ရပါတယ်သူတို့အတွက်အတင်းဆောင်နေခဲ့တာဖြစ်ပါတယ်ထိန်းချုပ်ခန်းထဲမှာတော့ကြောက်ရွံ့မှုကမှတ်ချံပိုင်လိုင်းကနေတဆင်ထွက်သွားဖို့စ조사ခဲ့ပါတယ်ဒါပေမဲ့သူမလုံနိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့တခန်းစားချက်မှစိတ်ထဲကနေထွက်ခွာသွားလို့မရနိုင်တဲ့အတွက်ကြောင့်ပါပဲမြက်တော်တကတော့ရိုင်လီကိုမီနီဆိုးတာကိုထွက်ပြေးခိုင်းဖို့အကြံရခဲ့ပါတယ်ဘာလို့လဲဆိုတော့အကောင်းဆုံးအခြေခံမဲ့ရန်တွေဖြစ်ပေါ်ခဲ့တဲ့နေရာဖြစ်လို့ပါပဲကြောက်ရွံ့မှုကသူတို့ဆောင်ဆိုင်တင်တယ်လို့ယုံကြည်ခဲ့ပါတယ်ဒါပေမဲ့သူတို့မြန်မလုံဆောင်ဘူးဆိုရင်မှတ်ချံအားလုံးပျက်စီးသွားလိမ့်မယ်လို့မြက်တော်တကပြောဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ရိုင်လီကအိပ်ပျော်သွားတာကြောင့်အတွေ့ရထားကရွေ့လျားမှုကိုရပ်တန့်ခဲ့ပါတယ်အဲ့ဒီအခြေအနေကိုရင်ဆိုင်ရတဲ့အခါပျော်ရွှင်မှုကအိမ်မက်ကနေတဆင့်သူမကိုနိုးတင်တယ်လို့ယုံကြည်ခဲ့တာကြောင့်အဖွဲ့ကအဲ့ဒီကဏ္ဍစီကိုဥတီသွားခဲ့ပါတယ်သူတို့ကတကားတစ်ချက်ကနေဝင်ရောက်ခဲ့ကြပြီးအဲ့ဒီမှာတော့အဝေးလဲခန်းထဲမှာအလုပ်လုပ်နေတဲ့လူတော်များရှိပါတယ်အိမ်မက်စတင်တဲ့အခါတရုတ်ဆောင်မင်းသမီးတယောက်ကရိုင်လီရဲ့ဆီယာမဖြစ်တရုတ်ဆောင်ပြီးအတန်းထဲမှာသူမကိုသူမမိတ်ဆက်ပေးဖို့ကောင်မလေးကိုတောင်းဆိုခဲ့ပါတယ်ရုတ်တရက်အခြားចောင်းသားတွေကသူမသွားမရှိဘူးလို့ပြောဆိုခဲ့ကြပြီးအလုပ်သမားတယောက်ကသွားတွေကိုပြစ်ပေါက်ခဲ့ပါတယ်သွားတွေကကင်မယာမန်ဘီလူကိုချိန်ရလိုက်ပါတယ်အဲ့ဒီနောက်သူတို့ရဲ့ကတယောက်ကကောင်မလေးမှာအဝတ်စားမပါဘူးလို့ပြောလိုက်တော့ကင်မယာကခြေအိတ်တာဝတ်ဆင်
င်ထားတဲ့သူမရဲ့ခြေထောက်တွေကိုရိုက်ကူးလိုက်ပါတယ်အဲ့ဒီအချိန်မှာ Joy နဲ့ Sadness တို့ကခွေးဝတ်စုံနဲ့အခန်းထဲကိုဝင်လာပြီးဟောင်ပါတော့တယ်ဒါပေမဲ့ရိုင်လီကအိပ်ပျော်နေတော့မှပဲဒါကြောင့်ဘင်ပေါင်ကမိဘုံတွေကိုပြပောက်ခဲ့ပေမဲ့အောင်မြင်မှုမရခဲ့ပါဘူးရုတ်တရက်ဝတ်စုံကဆုပ်ပြဲသွားပြီးမိတီတစ်ခုပြုတ်ကျလာပါတယ်အဲ့ဒီမိကခွေးကိုတဝက်တစ်ပြက်ကိုအထွက်နေတဲ့ကိုခန္ဓာနဲ့ထုံးညှိပေးလိုက်ပြီးထိတ်လန့်စရာမြင်ကွင်းတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒါကရိုင်လီကိုနို့စေနိုင်လောက်နီးပါးပါပဲတရုတ်ဆောင်တဦးကရဲကိုဖုံးခေါ်ပြီးကျူးကျော်သူတွေရောက်နေပြီလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာရဲရရှိတဦးကသူ့အိတ်ထဲမှာအခြေခံမဲ့ရန်တွေကိုတည်ဆောင်လာတဲ့ဘင်ပေါင်ကိုဖမ်းဆီးလိုက်ပါတယ်အဲ့ဒီစင်ကိုပြစ်ဒနာဖြစ်စေရဲ့အခါလူတိုင်းပိတ်မိနေတဲ့နေရာဖြစ်တဲ့မတိစိတ်စီကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဝန်းရှက်ဆိုရဲ့နေရာလေးဟာလူတိုင်းဒုက္ခရောက်တဲ့အခါပိတ်မိနေတဲ့နေရာပဲဖြစ်ပါတယ်။ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတို့ဟာဒီနေရာတွေကိုရောက်လာခဲ့ကြပြီးတော့ရိုင်လီရဲ့အဆိုးဆုံးကြောက်ရွံ့မှုတွေနဲ့ရင်ဆိုင်ကြရပါတယ်။ဥပမာဘရိုကိုလီမြောက်ခန်းစီကိုစင်းနဲ့လေကားနဲ့အဖွားရဲ့ဖုံစုပ်ဆက်တို့ပဲဖြစ်ပါတယ်။အဲ့ဒီဖုံစုပ်ဆက်ကသူတို့ကိုဖမ်းဖို့စ조사ခဲ့ရင်းမဲ့သူတို့နှစ်ယောက်လုံးပုံနေနိုင်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ကြားလုံးဆက်ကူတွေပြင်းကျဲနေတဲ့လမ်းကြောင်းတစ်ခုကိုသူတို့တွေ့ခဲ့ကြပြီးတော့အဲ့ဒီလမ်းကြောင်းအောင်းကနေတဆင့်ရောင်စုံပူဖောင်းတွေနဲ့ပြုတ်လုထားတဲ့ထောင်ထဲမှာပိတ်မိနေတဲ့ဘင်းပေါင်းစီကိုရောက်သွားခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီလောင်အင်ကတော့နှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့လူပြက်တစ်ယောက်ရဲ့ဘိုက်ပေါ်မှာရှိနေခဲ့တာပါလီလီကတော့အဲ့ဒီတတဝါရဲ့ခန္ဓာကိုယ်ပေါ်ကိုတက်သွားပြီးတော့အခြေခံမဲ့ကြံတွေပါတဲ့အိတ်ကိုယူခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီပြာမတက်တဝါကြီးနိုးလာမှာဆိုလို့စင်ကိုတဖြည်းဖြည်းချင်းလွတ်ပေးဖို့စ조사ခဲ့ပါတယ်မထွက်ခွာခင်မှာတော့သူတို့ကရိုင်လီနိုးလာအောင်ကြောက်အောင်လို့ပို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒါကြောင့်အဲ့ဒီနဲ့သမီးလေးကလူပြက်ကိုနိုးဖို့အတွက်သူ့ရဲ့နာကောင်းကိုညှစ်ခဲ့ပါတယ်အဲ့ဒီတက်တဝါကတော့လမ်းလျှောက်ဖို့စတင်ခဲ့ပါတယ်ကြောက်စရာကောင်းတဲ့ပုံစံမျိုးနဲ့သူငယ်ချင်း၃ယောက်ကိုလိုက်ဖမ်းပါတော့တယ်အဲ့ဒီနောက်အိမ်မက်တစ်ခုမှနေတော့လူပြက်ခပေါ်လာပြီးကောင်မလေးကိုချက်ချင်းနိုးသွားစေပါတယ်အဲ့ဒီအချိန်မှာပဲအတွေ့ရထားကစတင်ထွက်ခွာတာကြောင့် Joy နဲ့သူ့ရဲ့အပေါင်းပါတွေကယထာဘော်ကိုအမိလိုက်နိုင်ခဲ့ကြပါတယ်ဟင်းချုပ်ခန်းထဲမှာဒေါသကသူ့ရဲ့အကြံကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကရိုင်လီကိုမင်နီဆိုးတားကိုသွားဖို့အတွက်ဘတ်စကားလက်မှတ်တွေရှာခိုင်းလိုက်ပါတယ်လူငယ်အန်ဒါဆန်ကမိဖို့ချောင်းထဲကိုခိုးဝင်သွားပြီးသူမရဲ့အမေဖုံးပြောနေတော့အာယုံပြက်လွင့်နေတဲ့အချိန်မှာပဲအမေရဲ့ခရက်တစ်ကတ်ကိုယူလိုက်ပါတယ်ရုတ်တရက်အမျိုးသမီးကလှည့်ကြည့်လိုက်ပေမဲ့ကောင်မလေးကတော့ဖပြေးလွတ်မြောက်သွားခဲ့ပါပြီအဲ့ဒီအချိန်မှာပဲရိုင်လီရဲ့စိတ်ထဲမှာရိုးသားမှုကျွန်းကပြိုကျသွားပြီးအတွေ့ရထားကပလက်ဖောင်းပေါ်ကနေပြုတ်ကျကမဆောက်တဲ့6ကန်းပါးနာကိုထိုးကျသွားစေခဲ့ပါတယ်ပထမဆုံးတွဲကကျန်တဲ့တွဲတွေကိုနက်ရှိုင်းတဲ့6ထဲကိုဆွဲချဖို့စတင်လိုက်ပေမဲ့အဲ့ဒီနေရာကအလုသမားချို့ကတော့အတွင်းထဲကလူတွေကိုကယ်တင်နိုင်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာတော့ရိုင်လီတယောက်ထွက်ပြေးဖို့ဆုံးဖြတ်လိုက်တဲ့အတွက်ကျွန်းတွေအားလုံးပျက်စီးနေပြီဆိုတာကို Joy တယောက်တွေ့ရှိလိုက်ရပါတယ်ရလက်အနေနဲ့အဖွဲ့သားတွေဟာကိုကေးရိတ်ခန်းစီကိုဥတီယာတစ်ခုတည်းသောလမ်းကြောင်းဖြစ်တာကြောင့်မိသားစုကျွန်းစီကိုပြေးရပါတော့တယ်လမ်းကြောင်းဟာလည်းပြိုကျတော့မှဖြစ်တာကြောင့်အဲ့ဒီလမ်းကြောင်းတိုင်းသွားဖို့ကအရန်ကိုအနေများတယ်လို့ Sadness ကယုံကြည်နေခဲ့ပါတယ်အခြားတစ်ဖက်မှာတော့ memory bike ကိုတက်နိုင်တယ်ဆိုတာကို Joy တယောက်သဘောပေါက်သွားခဲ့ပါတယ်ဒါကြောင့်သူတို့ဟာမိသားစုကျွန်းပြိုကျနေချိန်မှာအဲ့ဒီကိုပြေးသွားခဲ့ကြပါတယ်ပိုက်ထဲကိုနတ်သမီးလေးဝင်သွားတဲ့အခါမှာတော့သူမဟာ base memory တွေကိုထိတွေ့မိပြီးဝမ်းနည်းမှုတွေဖြစ်လာနိုင်တာကြောင့် Sadness နဲ့အတူသွားလို့မရဘူးဆိုတာကိုသဘောပေါက်သွားပါတယ်ဒါကြောင့်သူမဟာလမ်းကိုပိတ်လိုက်ပြီးသူမရဲ့သူငယ်ချင်းကိုထားခဲ့ပါတယ်ဒါပေမဲ့ခီးသွားနေတော့မှပိုက်ရဲ့အောက်ခြေဟာတဝက်လောက်ကျိုးသွားပြီးဘင်ပေါင်းနဲ့အတူ Joy ကအောက်ကိုထိုးကျသွားပါတော့တယ်တောင်စွန်းရဲ့အောက်ခြေမှာသူကပျက်စီးနေတဲ့မှတ်ချံတွေပြီးနေတဲ့မောင်မိုက်ကြီးထဲမှာတွေ့ရှိခဲ့ရပါတယ်စင်ကြီးက Joy ကိုရှာဖွေနေခဲ့ပြီးရိုင်လီကသူ့ကိုစတင်မေ့လျော့နေပြီဆိုတာသိလိုက်ရပါတယ်သူ့ရဲ့လက်မောင်းကအဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်သူကမှတ်ချံတောင်ကိုတက်ဖို့စ조사နေတဲ့နတ်သမီးလေးကိုတွေ့ရှိခဲ့ပြီးသူတို့နှစ်ယောက်လုံးကိုမေ့လျော့သွားတော့မယ်လို့ပြောခဲ့ပါတယ်ဒီကိစ္စကိုရင်ဆိုင်ခဲ့ရပြီးနောက် Joy ကငိုကြွေးခဲ့ရပြီးမှတ်ချံတစ်ခုကိုကြီးလိုက်တဲ့အခါမှာရိုင်လီကဟော်ကီပွဲမှာရှောင်းနှင်းခဲ့လို့ဝမ်းနေခဲ့ရချိန်မှာသူ့ရဲ့သူငယ်ချင်းတွေနဲ့မိသားစုဝင်တွေကသူ့ကိုနှစ်သိမ့်ဖို့အတွက်လာရောက်ခဲ့ကြတာကိုသိလိုက်ရပါတယ်ဒီနေ့အဖြစ်အန်ဒါဆန်လေးရဲ့ချစ်ခင်ရသူတွေကသူ့ကိုပျော်ရွှင်မှုတွေပြန်လည်ရရှိအောင်ကူညီဖို့အတွက်ဝမ်းနည်းမှုဆိုတာကလိုအပ်တယ်ဆိုတာကိုသူကနားလည်ခဲ့ရပါတယ်နတ်သမီးလေးကဘင်းဘုံရဲ့ဒုံးပြန်ကိုမှတ်မိနေခဲ့ပြီးသူတို့ကတချင်းဆက်တင်ဆိုခဲ့ကြကပျက်စီးနေတဲ့အပျက်စီးတွေကြားထဲမှာကားကိုတွေ့ရှိခဲ့ရပါတယ်စင်ကြီးကတချင်းဆိုနေရင်းနဲ့ထွက်ခွာသွားခဲ့ပေမဲ့သူတို့စတင်တော့မယ်အချိန်မှာတော့တောင်ထိပ်ကိုရောက်ဖို့ပါပဲဒီဒုံးပြန်ကပါဝါကျသွားပြီးမြေပြင်ပေါ်ကိုပြန်ပြုတ်ကျခဲ့ပါတယ်ဒီသူငယ်ချင်းနှစ်ယောက်ကမလျှော်ရမ်းစ조사ခဲ့ကြပြီးပိုပြီးမြင့်လာခဲ့ကြပေမဲ့ဒီရင်ကတော့အချိန်ဆက်ပြီးကျဆင်းသွားကအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်သူခန္ဓာကိုယ်ကပိုပြီးမြင်မြန်မိမ့်လာခဲ့ပေမဲ့လည်းဘင်းဘုံကနောက်တစ်ကြိမ်စ조사ခဲ့ပြီးသူ့သူငယ်ချင်းကိုအားပေးခဲ့ပါတယ်ဒီတောင်ပေါ်ကိုတက်နေတော့မှသူကဒုံးပြန်ထဲကနေခုန်ချခဲ့ပြီးဒီကားကိုပေါ်ပါသွားစေခဲ့တဲ့အတွက်ဒီနတ်သမီးလေးကမြေပြင်ပေါ်ကိုရောက်တော့အားခဲ့ပါတယ်သူကတောင်ထိပ်ကိုရောက်တဲ့အခါမှာတော့သူ့ရဲ့စိတ်ကူးရင်သူငယ်ချင်းကနောက်ကျကျနေခဲ့တာကို Joy ကသဘောပေါက်သွားခဲ့ပြီးသူ့ကိုလက်ပြခဲ့ကရိုက်လီရဲ့စိတ်ထဲကနေပျောက်ကွယ်သွားခဲ့ပါတယ်ဒီမင်းကလေးရဲ့အိမ်မှာတော့သူ့မိဘတွေကသူ့ကိုရှာဖွေနေခဲ့ကြပါတယ်ဂျဲကသူ့သမီးကိုဖုံးဆက်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့ဒီမင်းကလေးကညှင်းဆိုခဲ့တဲ့အတွက်မိသားစုကျွန်းကပြိုကျသွားခဲ့ပါတယ် Joy ကဝမ်းနည်းမှုနဲ့ဆုံခဲ့ရပြီးသူကထွက်ပြေးခဲ့ပါတယ်သူမစီကနေဘာပဲဖြစ်ဖြစ်ကယ်တင်ဖို့အတွက်လမ်းလေခေါင်မှာချစ်ထုတ်တွေထည့်ထားတဲ့တစ်တာတလုံးကိုမောက်လိုက်ပါတယ်အဲ့ဒီနောက်ကောင်မလေးကအတားစီးကိုကျော်လွှားနိုင်ခဲ့ပါတယ်အပြာရောင်မင်းကလေးကတော့လေထဲကနေထွက်ပြေးဖို့တိမ်ပေါ်ကိုတက်သွားခဲ့ပြီးသူမကိုလိုက်ဖမ်းနေသူကထွက်သွားတာကိုကြည့်နေတော့မှမျက်ရည်တွေအများကြီးကိုမြေပြင်ပေါ်ကိုချခဲ့ပါတယ်ထင်းချုပ်ခန်းထဲမှာတော့ထင်းချုပ်မှုကက်လန့်ကအလုံးလုံးတာရက်တန်သွားပြီးမောင်လာပါတယ်အဲ့ဒီနောက်စိတ်ခံစားမှုတွေအားလုံးကရိုင်လေးရဲ့စိတ်ခံစားမှုတွေအားလုံးကအလုံးမလုံးတော့ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ် Joy ကလူငယ်အန်ဒါဆင်ရဲ့စိတ်ကူးရင်ရေးစားကိုတွေ့ရှိပြီးစိတ်ယုံထဲကနေအများပြားဖန်တီးခဲ့ပါတယ်သူမကသူတို့ကိုမော့အိတ်ထဲထည့်ပြီး C8 ကိုအသုံးပြုကအဲ့ဒီကနေထွက်လာတဲ့လေနဲ့ဝမ်းနည်းမှုကိုတွန်းထုတ်ခဲ့ပါတယ်ကောင်မလေးကယာယီမျော်စင်တစ်ခုတိဆောက်ဖို့အတွက်သူမအိတ်ထဲကစိတ်ကူးရင်ရေးစားအားလုံးကိုထုတ်ယူလိုက်ပါတယ်အဲ့ဒီနောက်သူမကမျော်စင်ရဲ့ထိပ်ကိုတက်ပြီးနည်းနည်းတဲ့6ထဲကိုခုန်ချလိုက်ပါတယ်အဲ့ဒီနောက် Joy ကရှမ်ဘိုလင်းပေါ်ကိုဆင်းသက်ပြီးကောင်းကင်ပေါ်ကတိမ်တိုက်ပေါ်မှာရှိနေတဲ့အပြာရောင်ကောင်မလေးကိုဖမ်းမိသွားခဲ့ပါတယ်သူတို့နှစ်ယောက်ထင်းချုပ်ခန်းကိုဥတီသွားခဲ့ကြပြီးအဲ့ဒီမှာဖန်သားပြင်ကိုတိုက်မိကအောက်ကို
ကိုကျသွားခဲ့ပါတယ်ဒါပေမဲ့ဝမ်းနည်းမှုကတော့သူ့ဖော်မကြခင်ဖမ်းမိခဲ့ပါတယ်ဒီခြေနေကိုရင်ဆိုင်ရတဲ့အခါဆက်စုပ်မှုကဒေါသကိုစတင်ပြီးတော့လှုံ့ဆော်ခဲ့ပါတယ်ဒေါသကဒေါသထွက်ပြီးသူ့ခေါင်းကနေအစွမ်းထက်တဲ့မီးရန်ကိုထုတ်လွှတ်ခဲ့ပါတယ်အဲ့ဒီမီးရန်ကိုအသုံးပြုပြီးဖန်သားပြင်မှာအပေါက်ဖောက်ကသူတို့သူငယ်ချင်းတွေကိုကယ်တင်ခဲ့ကြပါတယ်ထင်းချိုရေးခလုတ်ဖုတ်ကလုံးဝနီးပါးမောင်မိုက်သွားတဲ့အခါ join ကဝမ်းနည်းမှုကိုအခြေအနေကိုပြောင်းပြန်လည်ဖို့တောင်းဆိုခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူပဲအခြေအနေကိုပြောင်းပြန်လည်နိုင်မှာမို့လို့ပါသူကထင်းချိုခလုတ်တွေကိုထိလိုက်တဲ့အခါခလုတ်ဖုတ်ကအရင်ခြေနေအတိုင်းပြန်ဖြစ်သွားပြီးတော့ရိုင်လေကချက်ချင်းအိမ်ပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီနောက် join ကသူ့သူငယ်ချင်းကိုအဓိကမှတ်ဉာဏ်တွေကိုထိခွင့်ပေးလိုက်ပြီးသူတို့ကအပြာရောင်နဲ့ဝမ်းနည်းစရာတွေဖြစ်သွားခဲ့ပါတယ်သူကသူ့မိသားစုနဲ့ပြန်ဆုံတဲ့အခါငယ်ရွယ်တဲ့အန်ဒါဆန်ကငိုကြွေးပြီးသူ့မိဘတွေကိုသူ့မင်နီဆိုးတားကိုပြန်သွားခြင်းတယ်လို့ပြောခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူအိမ်မှာလို့မခံစားရလို့ပါပဲသူတို့၃ယောက်ဖက်ပြီးတော့မှတ်ဉာဏ်တွေကကောင်မလေးရဲ့စိတ်ထဲကိုပြန်ရောက်လာခဲ့ပါတယ်ဒါကြောင့်မိသားစုကျုံကပြန်လည်တည်ဆောက်ခဲ့ပါတယ်ဒါအပြင်ထင်းချိုရေးဖို့ကပြန်လည်ကောင်းမွန်လာပြီးတော့အရွယ်ရောက်ချင်းဆိုတဲ့ခလုတ်အစ်စ်တစ်ခုပေါ်လာခဲ့ပါတယ်ဒေါသအတွက်အသုံးပြုဖို့စကားလုံးအစ်စ်တွေအများကြီးနဲ့ပေါ့ရိုင်လေကရေခဲဟော်ကီပြန်ကစားခဲ့ပြီးရေခဲကွင်းထဲကိုမဝင်ခင်ကောင်လေးတစ်ယောက်နဲ့တိုက်မိပြီးရှက်ရွံ့သွားခဲ့ပါတယ်ဒါဆိုဒီရုပ်ရှင်ကိုဘလို့မြင်လဲအောက်ကမှတ်ချက်ပေးခဲ့ပါဦးဗီဒီယိုကိုကြိုက်တယ်ဆိုရင်တော့နောက်ထပ်ရုပ်ရှင်ချင်းချုပ်တွေအတွက် like လုပ်ပြီးစာရင်းသွင်းခဲ့ပါနောက်တစ်ခါပြန်တွေ့ကြမယ်နော်